အထဲမှာတိန်း90ရှိတယ်မင်းရဲ့ဒီသားမယားနဲ့အဝေးဆုံးကိုလစ်လိုက်တော့ကျွန်တော်ဒီကဘာကိုကူးပြောင်းလာခါစမှုခေါင်းနဲ့မူးနေတော့မယ်ဒါပေမဲ့ဘေးနားကတားဖြစ်သူဆန်ရှင်းဆန်စင်ကကပ်ပြားကိုမြင်မြန်ဆန်ဆန်ဆွဲယူပြီးသူ့အမေစီကိုကလေးတန်လေးနဲ့ပြန်ပေးလိုက်တယ်အဖေပြောတယ်လမ်းခွဲတာရင်ကျေးဖို့လိုတယ်နှုတ်ပိုးတွေဘာတွေမလိုချင်ဘူးတဲ့ပြီးတော့သူကကျွန်တော်ခြေထောက်ကိုဖက်ပြီးမျက်စိတစ်ဖက်မိတ်ပြတယ်အဖေမြန်မြန်သွားရအောင်မူကြိုမှာကျွန်တော်ချောချောလေးတွေရှာထားပြီးဒီမျက်နှာခဲမထက်အများကြီးပိုကောင်းတယ်လင်းရောဘင်လန်ရောဘင်ရဲ့အေးဆက်ဆက်မျက်နှာပြင်အကွဲသွားတာကိုကြည့်ပြီးကျွန်တော်သားကိုပွေကအားရပါရရေမောလိုက်တယ်ဒီအပူမီးကကျွန်တော်ကိုလောင်မှမဟုတ်တော့ဘူးကျွန်တော်တို့အဲ့ဒီအိမ်ကြီးတွေကထွက်လာတဲ့အခါလေတုကလွတ်လပ်မှုရနံ့တွေနဲ့ပြည့်နေတယ်တဘဝတည့်ရဲ့အစမူလပိုင်ရှင်ကအရက်သမားလောင်ကစားသမားဖြစ်ပေမဲ့ကံကောင်းတာတစ်ခုကဒီသားလေးရှိနေတာပဲကျွန်တော်တို့လက်ထဲမှာငွေ320ရွံပဲကျန်တဲ့မြို့ဟောင်းတွေကအခန်းချင်းလေးတစ်ခုကိုငှားလိုက်ရတဲ့နေရန်တွေကဝါနေပေမဲ့သတင်းပေါက်ကတော့နေအောင်ကောင်းကောင်းရတယ်ကျွန်တော်ကအရင်ဘဝကမီရှလင်3ပွင့်စင်စဖိုမှုတယောက်ပါဒီကဘာကအစားအစာအဆင့်တန်းကမူလာတဲ့အဆင့်ပဲရှိသေးတော့ကျွန်တော်လမ်းဘေးဈေးတီလှုပ်ဖို့ဆုံးဖြတ်လိုက်တယ်နာမည်ကိုလွမ်းမော်ဒန်တပွဲဝက်ကင်ထမင်းလို့ပေးလိုက်တယ်နှစ်လမ်းဘေးဈေးတဲ့ဘဝနဲ့လူမှုကွန်ရက်ရဲ့အစွမ်းပထမဆုံးနေ့မှာပဲကျွန်တော်တို့ရဲ့အစားအစာအနှံ့ကလူတွေကိုဆွဲဆောင်နိုင်ခဲ့တယ်အထူးသဖြင့်ဆန်းရှင်းလေးကဖောက်တယ်တွေကိုဆွဲဆောင်တဲ့နေရာမှာဆရာကြီးပဲလှတဲ့အမတွေပဲကျွန်တော်ကိုဖတ်လို့ရမယ်ဦးဦးတွေကတော့စားယုံပဲစားမထိနဲ့လို့စီကန်းထုတ်ထားသေးတယ်တညမှာ influencer တယောက်ရောက်လာပြီးလက်လွှင့်ရကနေကျွန်တော်တို့သားအဖလူသိများသွားတယ်ဆန်ရှင်က live ထဲမှာကျွန်တော်အဖေကလူပြိုကြီးပါမိမအစ်ရှာနေပါတယ်လို့ကြေညာလိုက်တော့အင်တာနက်မှာတအားပေါက်သွားတော့တာပဲ3000တက်ရလာတော့ဇနီးဟောင်းလင်းတော်ပင်ကကျွန်တော်တို့ဒုက္ခရောက်မှာကိုစောင့်ကြည့်နေတာပါဒါပေမဲ့ကျွန်တော်တို့အောင်မြင်နေတာကိုမြင်တော့သူမခံမရနိုင်ဖြစ်လာတယ်သူကိုယ်တိုင်ဈေးဆိုင်ကိုရောက်လာပေမဲ့ကျွန်တော်ကတော့သူ့ကိုလမ်းသွားလမ်းလာတယောက်လိုပဲသဘောထားခဲ့တယ်သူကကျွန်တော်ကိုဒုက္ခပေးဖို့စီပင်တွေကိုခေါ်ခိုင်းပေမဲ့ကျွန်တော်မှလိုင်စင်နဲ့ကျန်းမာရေးထောက်ခံချက်တွေအစုံလင်ရှိနေတာကြောင့်သူရှုံးနေသွားခဲ့ရတဲ့နောက်ပိုင်းမှာသူကကျွန်တော်ကိုဖောက်ပြန်တယ်လို့အထင်မှားခဲ့တဲ့တက်သေးတွေကိုပြန်တွေ့သွားပြီးနောင်တတွေအကြီးအကျယ်ရလာတယ်။လေးချီပမှုနဲ့အောင်ပွဲပြိုင်ဘက်စီးပွားရေးသမားတယောက်ကကျွန်တော်ဆိုင်ကိုပို့ဟတ်ထည့်ပြီးနာမည်ဖြတ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကျွန်တော်တထားတဲ့လုံခြုံရေးကင်မရာကြောင့်အမှန်တရားပေါ်သွားပြီးအဲ့ဒီလူလဲလင်းရော်ပင်ရဲ့နှိပ်ကွပ်မှုကိုခံလိုက်ရတယ်။လင်းရော်ပင်ကကျွန်တော်စီကိုပန်းတွေပို့ကားတွေပို့ပြီးပြန်ချော့ပေမဲ့ကျွန်တော်ကတော့လက်မခံခဲ့ဘူးအလကားရတဲ့အရာတွေကိုကျွန်တော်မလိုချင်ဘူးလို့ပြက်ပြက်တသားပြောခဲ့တယ်။ငါအခွင့်အရေးတစ်တညမှာဆန်းရှင်းလေးဖြားတော့လင်းရော်ပင်ရောကျွန်တော်တို့ဆိုင်မှာကူညီပေးနေတဲ့တူနာပြုဆရာမလေးဝမ်းရဝင်းရပါရောက်လာကြတယ်ဝမ်းရကကလေးကိုကျွမ်းကျင်စွာပြုစုပေးနိုင်ပေမဲ့လင်းရော်ပင်ကတော့ဘာလို့ရမှန်းမသိပဲရက်ကြည့်နေရရုံပဲသူဟာအောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ပေမဲ့မိခင်ကောင်းတစ်ယောက်မဖြစ်ခဲ့တာကိုကိုယ်တိုင်သိမြင်သွားတယ်နောက်ဆုံးမှာတော့ကျွန်တော်လင်းရော်ပင်ကိုတစ်ခါလောက်အခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့စာမွေးပွဲစစ်မဲ့သူကတော့တားဖြစ်သူဆန်းရှင်းပဲအဖေကဒီမစ္စလင်းကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်ပြီးဒီနေ့ကစပြီးမင်းကစာမွေးပွဲစစ်ရမဲ့သူပဲလင်းရော်ပင်ရဲ့မျက်နှာမှာပထမဆုံးအကြိမ်ဖြစ်စစ်မှန်တဲ့အပြုံးလေးတစ်ခုပေါ်လာတဲ့ကျွန်တော်တို့ရဲ့ဇလန်းကအခုမှတကယ်စတာပါ